ခုရှိမှမြင်နေရတဲ့ဥမြင်လိုက်ကောင်ကြီးကချက်ကီအသက်ဝင်အရုပ်ကိုဖမ်းဖို့နေရပဲဖြစ်ပါတယ်။ပေါ့ကိုသတိထားမိလားမသိဘူး။ချက်ကီက IQ နဲ့ NLT တကောင်ဆိုတာ။အဲ့အကြောင်းတခြားကောင်တွေလို့သူ့ကိုလက်လွတ်စပယ်ဖမ်းလို့မရဘူး။ Brain level မြင့်တဲ့ NLT တွေကိုဖမ်းဖို့ကတော်ခက်ပါတယ်။ဒါပေမဲ့ဒီနေ့ချက်ကီကိုထာဝရထိန်းသိမ်းသွားတော့မှာဖြစ်ပါတယ်။ကျွန်တော်လုပ်နိုင်ပါမလား။ Robust, Bloodfood, Game Packs X, Prime, Grow a Garden, Dragonfly Recon King V Packs, Shadow, Roblox, Game ပျက်စီးများစွာဝယ်လို့ရတဲ့အပြင်စိတ်သက်သာမြန်ဆန်စိတ်ထားရပြီး Robux ဝင် Group Join ထားရပြီးတော့အခြားသော Page တွေမှာမဝယ်ခင် Join ပြီး9ရက်လောက်စောင်းရရင်ဆိုပေမဲ့ဒီမှာတော့3ရက်ပဲစောင်းရမှာဖြစ်ပါတယ်ပြီးတော့ Grow a Garden, Shackle, Game တွေကပတ်စံတွေကိုလည်းဝယ်လို့ရတဲ့အပြင်New Pack, Butterfly and Disco Video ပါဝယ်လို့ရမှာဖြစ်ပါတယ်။အနည်းချုပ်ပြောရလို့ရှိရင်တော့ Roblox နဲ့ပတ်သက်လာလို့ရှိရင်တော့ B-Shop ကိုတတိယလိုက်ပါ။ Welcome back everyone in my Checky War. Okay, အားလုံးပဲ Like fuck. ငါသိတော့မယ်။ဒီကပင်တွေကြားထဲမှာတော့ငါမနေချင်ဘူးကွာ။လက်ငါရဲ့မြေပြန်အငွေသက်ရမှာပဲအသက်ရှူချောင်းတော့တယ်။ခုလိုဒေတာတွေကိုမနေချင်တာမဟုတ်ဘူးအစာရှားရပေါ့နော်ကျွန်တော်တို့ရှေ့မှာတော့မြေပြန့်အပင်ကြီးတစ်ပင်တွေ့နေရပြီဆိုတော့မြေပြန့်နဲ့တော့နီးနေလောက်ပြီငါတို့ခုအဓိကမစ်ရှင်က IQ မြင့်တဲ့ NLT တကောင်ဖမ်းမှုဆိုတာမမေ့နဲ့ဒီကောင်ကတန်မှန်အကောင်မဟုတ်ဘူးကျွန်တော်တို့ထက်တောင်မှ brain level မြင့်အောင်ပါ His name is the Checky yeah Checky ဖြစ်ပါတယ်တချို့ကလည်း Chow Play လို့လည်းခေါ်ကြရပေါ့နော်ဆိုတော့ Checky ကတော့သူ့ရဲ့နာမည်အရင်ပေါ့Checky ကိုကြီးလိုက်မယ်ဆိုရင်သူကတန်မှန်အယုတ်တရုပ်ပဲပေါ့နော်ဒါပေမဲ့သူကအယုတ်တစ်ခုဆိုတာထက်ပိုပါတယ်သူက alive doll ဖြစ်တယ်အသက်ဝင်နေတဲ့အယုတ်တရုပ်ပေါ့နော်ဒီအသက်ဝင်နေတဲ့အယုတ်ဟာ brain level IQ လည်းမြင့်တယ်လို့ဉာဏ်စံသွက်လက်မှုလည်းရှိတယ်အကောင်သေးပြီးတော့အစိတ်ကျင်းတယ်ပေါ့နော်ဆိုတော့အားလုံးသိတဲ့အတိုင်းပဲဒီကောင်ကလူကိုလိုက်သက်တာဖြစ်ပါတယ်ဆိုတော့လူကိုသက်တဲ့နေရာမှာသူက player တွေကိုပဲ target ထားပြီးတော့သက်တာမဟုတ်ဘူးရွာသားတွေကိုပါမချန်သက်တာပေါ့နော်ဆိုတော့ပြောချင်တာသူတက်စရာမရှိတော့ဘူးဆိုတော့တခြားသိုးတို့နွားတို့ဝက်တို့လည်းသူကဆော်တော့မှာပေါ့ဒီကတော့သူကဖင်ရပြီးတော့လိုက်သက်ချင်တာပေါ့နော်ဒါသူ့ရဲ့ target ပဲအားလုံးကိုတက်မှသူကမရဘူးဆိုတော့ကျွန်တော်ကဒီလိုကောင်ကိုကြာလွတ်ထားလို့ရှိရင်အများကြီးကျွန်တော်ရဲ့ generation တွေမှာထိခိုက်မှုတွေဖြစ်ပွားလာနိုင်တယ်ဆိုတော့ဒီအတွက်ကျွန်တော်မှာတာဝန်ရှိလာပြီဆိုတော့ကျွန်တော်ကောက်ချက်တစ်ခုချလိုက်တယ်ဒီကောင်ကိုထိမ့်သိမ်းလို့ရှိရင်ကျွန်တော်တို့အားလုံးအေးချမ်းသွားမယ်ပေါ့နော်ဆိုတော့ဒီစကားလွယ်တော့မလွယ်ဘူးကျွန်တော်ပြောဖို့ပါပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်က creative ကိုတော့မမှုဘူးပေါ့နော်ဆိုတော့ creative ကိုမမှုတဲ့ကောင်တွေကတော်တော်လန့်ဖို့ကောင်းတယ်ဗျပြောချင်တာကိုက creative ကိုချောင်းလဲဒီကောင်က like တက်မြဲတက်နေပါပေါ့နော်ဆိုတော့ဒီအတွက်တော့ကျွန်တော်တို့ဘယ်လိုပြင်ဆင်ကောင်းလဲဆိုတာစဉ်းစားရအောင်မယ်ပေါ့နော်မင်းအလောက်ထိတော့မင်းကိုမင်းတိမ်ငယ်မနေပါနဲ့ကွာမင်းကိုမင်းလည်းပြန်ပြီးတော့စဉ်းစားကြည့်လိုက်အောင်မင်း hockey walkie တို့ granny မိသားစုတို့မင်းဖမ်းနိုင်ခဲ့ရပဲလေ Checky ဆိုတဲ့ကောင်ကအယုတ်လည်းဖြစ်တယ်လို့ဒီကောင်က3ပေအထက်မှလည်းမရှိဘူးဆိုတော့ဒီလိုစောက်ကလေးတယောက်ကိုမင်းဖမ်းမှုကိုလောက်ထိကြောက်နေရအောင်မင်းရဲ့ဂုံပုတ်တွေကိုလည်းပြန်ပြီးတော့စဉ်းစားကြည့်လိုက်အောင်လောဆယ်တော့ကျွန်တော်ရဲ့ enemy ကိုထိတ်တိုက်မတွေ့သေးရတော့ဒါကတော့ပြောကောင်းနေဦးမှာပဲပေါ့နော်နေဦးကငါဖိုက်စာပြီးရှောတော့မယ်အေးဒုက္ခပဲကြက်တကောင်တော်ပါသေးရဲ့ကွာကြက်ကဲလို့ပေါ့ဒီကတော့ Checky ကသူကကျွန်တော်ထင်တော့နေအောင်လဲသူခံနိုင်လိမ့်မယ်ပေါ့နော်နေညမပြတ်သူရောက်လာနိုင်တယ်ပြန်လာလို့ရှိရင်တော့ညအောင်မဆောင်တာကောင်းလိမ့်မယ်ပေါ့နော်အဲ့အတွက်သိုးတွေ့စမ်းပါဟာOkay,ဒါပဲပေါ့ Mr. Ship, I'm sorry baby ဒုက္ခပဲ3ချက်ခုတ်တာမမိဘူးလာဟာ4ချက်5ချက်အေးပါဟာငါလည်းမင်းတို့မသက်ချင်ပါဘူးဖြစ်နိုင်လို့ရှင်ကဒီကိုအာကုလိုလုပ်ဖို့ရောက်လာတော့မဟုတ်ဘူးဒါပေမဲ့မလုံးမဖြစ်ဆိုတော့လေ yeah မင်းသူများအသက်ကိုတော့တတ်လို့မရဘူးသူများအောက်တော့မင်းစားလို့ရရဆိုရဲကျန်းခံရလည်းရှိသေးရော Okay မမားတော့ပါဘူးဒါစားဖို့အတွက်တက်တာပဲငါဒီကဝါရောင်လိုစဘာပင်လိုပင်တွေကနားမလည်နိုင်တော့ဘူးစားဖို့ခုတ်တော့လဲတပင်မှထွက်မလာဘူး
ဒီနေရာ checky အတွက် position ကကောင်းမှာဟာဒီကအပင်တွေကသူ့ကိုကွယ်လို့ရှိရင်လေသူအဝေးကနေရောက်လာလေကျွန်တော်တို့တွေးမှာမဟုတ်ဘူးဒီကောင်ကလည်း3ပေအောက်ဆိုတော့အေးပါဒီနေရာမှာကျွန်တော်တို့ checky ကိုဖမ်းလို့ရှိရင်နည်းနည်းခက်ခဲလိမ့်မယ်ပေါ့နော်အဲ့တော့နေရာဒေသကိုရွေးရနေရပါလေမှန်ကန်ဖို့ကလိုအပ်တယ်โอเคငါတို့စားပြီးရတယ်ညမမောင်ခင်မြန်လက်မဖြတ်မယ်အစိတ်မရှိတော့လက်ပြီးဒီတောင်အကျော်ပြီးပါတော့ကျွန်တော်တို့လွတ်တော့ပါ Very cold the sunshine all right အေးပါကွာနေရောင်ကအေးမြနေတယ်ငါဒီနေရာမှာမနေချင်ဘူးငါတို့ checky ကပြောလို့မရဘူးဒီကောင်ကနည်းနည်းပုတ်တဲ့ကောင်ဆိုတော့ဒီဘာအဲ့ရဘယ်ရောက်သွားရောဟာနေပါဦးဟာအဘေးရောက်သွားတော့ဒုက္ခဝင်ကညာမဆောင်ချင်ဘူးနော်အဲ့အေးကွာရုပ်ပေါက်လိုက်လားကျင်းထဲငါ့ကိုโอเคလေပေါ်မှာအိတ်မယ်ဒီညတော့လေပေါ်မှာလွင့်နေရဲ့နေညဟုတ်ပြီငါတို့ဒီမနေ့ကိုတော့ကောင်းတုံးချဖြစ်မယ်ငါတို့နေ့တွေညတွေကိုအများကြီးသုံးလို့မဖြစ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ငါတို့မှာအချိန်ကတိတ်မရှိတော့ဘူးအဲ့ဒါတော့တတိတော့ထားရမယ်checky ကိုဖမ်းဖို့ကမသိစိတ်တွေကနေနည်းနည်းယူးကြောင်ဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်ကကျွန်တော်တို့ဇက်ကားထဲမှာကြီးလိုက်လေမီးနဲ့ထားရှို့တာတော့မှမတည်တဲ့ဥစ္စာကိုရှန်လက်မြေမြုပ်တာတို့ဘာလို့ပေါ့ဒီကောင်ကပြန်ပြီးတော့ရှန်လာအဲ့တော့ကျွန်တော်တို့ကအတွင်းလေးတူးပြီးတော့ဒီကောင်ကိုဖမ်းဖို့ဆိုတာကြီးကဟာတာကြီးဖြစ်နေမလားပေါ့နော်ဆိုတော့ဇက်ကားတွေကအတိုင်း mob create လုပ်တဲ့လူတွေကလှုပ်ထားလို့ကတော့ချဲနိုင်လို့ရှိရင် mind တွေဘာတွေမှာတိတ်မစင်းချင်ဘူးပေါ့နော်အမှန်တော့ကြောက်လို့ပါ what တန်ကြားရနေပြီလက်မဲအနောက်ကိုလဲမကြည့်နဲ့ရှေ့ကိုဆက်သွားလက်ဒုက္ခရောက်မဲသားကြီးပေါ်တက်တော့ပြေတော့ပြေဒုက္ခဝဲ fuck အတန်ကြီးကတော့တော်တော်အောင်နေရငါတို့ checky ကမနေဘူးအတန်ဩဇာကြီးကကြီးတယ်ဒီကောင်ကဟိုင်းကျွန်တော်ညက်ပတ်နေပြီကောနော်ရေထဆင်းကူးလိုက်အောင်မယ်ဒီနေရာလေးမစိုးတော်တော်အေးမြမယ်ပုံစံပဲဆိုတော့နည်းလေးရေစိမ်လိုက်အောင်မယ်ကွာအောက်ကနေ checky ရကောက်ဆွဲချလို့ကတော့ဒုက္ခပဲတက်မြန်တိတ်မိုက်စမ်းနဲ့သွားတော့ချဲနိုင်လို့ရှိရင်ကအပင်မြင့်တွေနဲ့ဝေးတဲ့နေရာကရောက်ချင်တာကွာဒါမှကျွန်တော်အဝေးမှာဘယ်သူလာလဲဆိုတာတွေးရမှာလေနော်ဒီအပင်တွေကကွယ်နေတော့ကျွန်တော်ကဘလို့မှတွေးလို့မရအောင်အဲ့တခုတော့ရှိရဲဆိုတော့ဟာခုထက်တီကတော့နေရာကောင်းကတော့မရှာလို့မတွေးသေးရအမှန်ပဲအိုးရှင်းပါရွာတွေးပြီဟာအေးပါကွာငါလောက်ကန်ရောင်းတာငါပဲရှိအောင်မယ်ဟုတ်ပြီငါတို့ရွာတွေးပြီဆိုတော့စိတ်ချလို့တော့ရပြီငါတို့စိတ်ချလို့ရရဆိုပေမဲ့တတိယတော့လက်လွတ်လို့မရဘူးအဲ့တော့ကျွန်တော်နောက်ဆုံးတော့ဒီရွာကိုကျွန်တော်ရွေးချယ်လိုက်ပြီးတော့နော် checky ကိုဖန်စီထိမ့်သိမ့်ဖို့အတွက်ဒီရွာအကောင်းဆုံးဖြစ်လိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချလိုက်တယ်ဆိုတော့ကျွန်တော်ဒီညကတော့ထားလိုက်တော့ဒီနေ့ကတော့ညလဲမောင်းပြီဆိုတော့ကျွန်တော်မနေ့ရောက်တာနဲ့တခါရေလုံနေစားကြစို့ဟုတ်ပြီလား right alright ငါတို့ဒီညလေးမစိုးဘူးကစောက်လို့ရှိရင်တော့မိုက်မယ်ကျွန်တော်ပုံထုံးစံတိုင်းပဲပေါ့နော်ကျွန်တော်ရေပေါ်မှာပဲစောက်မယ်ရောchecky ကိုဖမ်းဖို့ကဘယ်လိုပုံစံစောက်ရင်ကောင်းမလဲပေါ့နော်ကျွန်တော်စဉ်းစားတာ idea တိတ်မထွက်ဘူးထူးဆန်းပြားလဲဖြစ်သွားအောင်လို့ကျွန်တော်တို့ခဏနေငါတို့ checky ကိုမဖမ်းခင်မှာရွာသားတွေရဲ့အိမ်တွေကိုတစ်ချက်မွေးရမယ်ပေါ့နော်ဆိုတော့ဒီအိမ်လေးမစိုးဘူးဟာပစ္စည်းကောင်းတွေလည်းရှိမဲ့ပုံပဲမင်းလာရွာသားဟုတ်ငါဝင်ပြီနော်ဆိုတော့တချို့ကောင်းတဲ့အိမ်တွေကလေထင်းမထားလာအောင်ပစ္စည်းကောင်းတွေကမရှိဘူးရဲ့အိမ်ကတော့တကယ်မကောင်းတာဒီအိမ်ဆိုကြည့်လိုက်အိမ်ကြီးကတကယ်ကို share ရွာမှာအကောင်းဆုံးအိမ်ချက်လိုက်မယ်ဒါပေမဲ့အထဲမှာတော့အပလာပဲပေါ့နော်အေးဘာလုပ်နေကြတော့မင်းတို့เนี่ยပန်းတွေပေးနေကြလားတယောက်တည်းကဟာမိုက်ခရိုရွာသားတွေလည်းတိုးတက်နေပြီဟာနန်းကုန်ကြပြီအေးပါကွာโอเคဆက်လုပ်ထားကြဟုတ်ဒီမှာငါတို့ hay bear တွေရှိရပဲโอเคငါတို့ပစ္စည်းကောင်းတွေကတော့တွေ့ပြီကဲအဲ့ရောကျွန်တော်တို့ဒီရွာမှာပဲစောက်တော့မယ်ပေါ့နော်ဆိုတော့ကျွန်တော်ခုစဉ်းစားထားတဲ့ပုံစံကိုပေါ့ဖို့လို့ကျွန်တော်ရှင်းပြမယ်ပေါ့နော်လိုင်ကောင်းပုံစံကျွန်တော်စောက်မယ်ပေါ့နော်ထူးထူးခြားခြားလေးဖြစ်သွားအောင်လို့โอเคဥမင်လိုင်ကောင်းပုံစံပေါ့နော်ဟုတ်ပြီအဲ့ပြီးလို့ရှိရင်တော့ကျွန်တော်တို့ထုံးစံအတိုင်းတွင်းတူးရမယ်ပေါ့နော်ဒါ checky ကိုဖမ်းဖို့
Yeah ကြောက်ကတော့တော်တော်ကုံပါပဲဟုတ်တော့ဟုတ်နေပြီကြောက်ကတော့ကျွန်တော်တို့ share ကုန်နေပြီဆိုတော့ခုနဲ့ပိုင်းထိကြောက်ကို share တူးနေရပါတယ်ကြောက်နဲ့ပဲပေါ့နော် check ကိုကြောက်နေတာအတန်လာမအောင်ဒီကောင်ကပြောလို့မရဘူးအတန်ကြီးကဩဇာညောင်းတော့မလွယ်ဘူးကျွန်တော်ခုချပြမယ်ကျွန်တော်ဘယ်လောက်ထိအနက်ကိုရောက်လဲဆိုတော့ကြည့်ထားအေးပါကွာဟာဒုက္ခပဲအဘယ်တော့ရောက်မှာတော့ဟိုမှာတော့အပေါက်လင်းတန်းတော့တွေ့နေရပြီဒုက္ခပဲโอเคဒီလောက်တူးရအောင်မှာကြောက်ကကျွန်တော်တို့အများကြီးတော့မရဘူးဒီလောက်တူးရအောင်မှာပေါ့နော်ဆိုတော့ကြောက်တူးရနေကျွန်တော်တို့အချိန်တွေကတော်တော်ကုန်နေဗျလိုပဲဖြစ်အပြီးတက်တော့မယ်မြူရီဆိုင်ချက်ကြီးကတော့လမ်းဖို့တော့ကောင်းနေတယ်ချက်ကြီးကတော့အခုတက်ထိရုပ်လုံးကတော့ပေါ်မလာသေးဘူးဘာဖြစ်လို့လဲတော့မသိဘူးဒီဗီလေဂျာတော့တိတ်ပြီးတော့မသိကြတော့ဥမင်လိုင်ကောင်းထဲမှာဝင်ထွက်လုပ်နေရဘာဖြစ်ချင်မှန်းမသိဘူးဆိုတော့ကျွန်တော်တို့ဥမင်လိုင်ကောင်းနည်းနည်းထပ်ပြီးတော့အရှိချဲလိုက်တယ်ပေါ့နော်ဟိုးပဲကန်းတစ်ဖက်ထိရအောင်လို့တော့နည်းနည်းချဲထားလိုက်တယ်ပြီးတော့ကြောက်ကလည်းနည်းနည်းထပ်ကျန်နေသေးတော့ကျန်တဲ့ဟာတွေနဲ့နည်းနည်းထပ်ပြီးတော့ချဲအောင်မလားပေါ့နော်ရသလောက်လေဟုတ်ပြီမိုးတော်ချုပ်နေပြီဒါပေမဲ့ခုတက်ထိလုပ်ငန်းကမပြီးသေးဘူးဒီဘောင်းဟာဟွာပါယုံမျက်စိမားနေရလား Fucking nuts. Holy crap Chucky no ပြေးဟာဒုက္ခပဲဒီကောင်ရောက်လာပြီ Oh fuck ဘာလို့ကြောက်ရမှာတော့ဘယ်နေ့ထိပြေးနေအောင်မှာတော့ရဲဆိုင်လိုက်စမ်းပါကွာအေးဟဲ့အောင်စောနာမာတွေမှာတွေးလိုက်ပါကွာဟေးဘယ်ရောက်သွားရောဟဲ့အောင်ဟေး